ရွှေထတောင်မှဈေးကြီးပြီးတော့တလုတ်စားရဖို့အတွက်ကိုပတ်စံသိန်းချီတန်တဲ့အနက်ရောင်ရွှေကဘာလဲဆိုတာကိုသိပါသလားဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာဈေးအကြီးဆုံးအစားအစာတစ်ခုဖြစ်တဲ့ Caviar ငါးဥတွေအကြောင်းဘာဖြစ်လို့ဒီငါးဥတွေကအရန်ကိုတန်မိုးကြီးရတာလဲဆိုတာနဲ့မြန်မာနိုင်ငံနဲ့အိမ်နီးချင်းဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာဘယ်လိုမျိုးဒီလုပ်ငန်းကိုလုပ်ကိုင်နေလဲဆိုတဲ့အကြောင်းကိုအသေးစိတ်ပြောပြမှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာတော့တာမန်ငါးဥလေးတွေကနေပြီးတော့ဘယ်လိုဖြစ်ပြီးတော့ပတ်စံသိန်းကိုတောင်းနဲ့ချီတဲ့ယတနာတွေအဖြစ်ပြောင်းလဲသွားလဲဆိုတာကိုသိရမှာဖြစ်လို့အဆုံးထိကြည့်ဖို့ပြောချင်ပါတယ်ဒိုင်နိုဆောတွေထက်တောင်မှအသက်ရှည်ရဲ့တတဝါတစ်မျိုးစီကနေရရှိတဲ့အရာကဘာကြောင့်ကမ္ဘာချမ်းသာဆုံးလူတွေရဲ့အကြိုက်နှစ်သက်ဆုံးအရာတစ်ခုဖြစ်နေရတာလဲCaviar ဆိုတာက Sturgeon ငါးရဲ့ဥပဲဖြစ်ပါတယ်။ဒီ Sturgeon ငါးတွေကနှစ်ပေါင်းတန်းနဲ့ချီတည်ရှိလာခဲ့တဲ့ရှေးဟောင်းတဝါကြီးတွေဖြစ်ပြီးတော့သူတို့ရဲ့ပုံမှန်တံကလည်းရှေးကြတဲ့အသွင်အပြင်ရှိပါတယ်။အရင်ကတော့ဒီငါးတွေကရုရှားနဲ့အီရန်ကြားမှာရှိတဲ့ Caspian ပင်လယ်မှာပဲတွေ့ရတာပါ။ဒါပေမဲ့လူတွေကအလွန်အကျွံဖမ်းဆီးခဲ့ကြတာကြောင့်ဒီ Sturgeon ငါးတွေကမျိုးတုံးလူနီးပါဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မို့လို့တဘာဝအတိုင်းဖမ်းယူခွင့်ကိုတစ်ကမ္ဘာလုံးမှာပိတ်ပင်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးတော့ဒီငါးဥတွေရဲ့ဈေးနှုန်းကမယုံနိုင်လောက်အောင်ကိုမှခုန်တက်သွားတာဖြစ်ပါတယ်နောက်ပြီးတော့ငါးဥတစ်ခါရဖို့အတွက်ကိုနှစ်ပေါင်း10နှစ်17နှစ်လောက်ဒီပါမွေးမြူရတယ်ဆိုရင်ရောယုံမလားဒီငါးဥတွေရဲ့ဈေးကြီးရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အချိန်နဲ့ဂရုစိုက်မှုပါပဲတာမန်ငါးတွေလိုမဟုတ်ဘဲနဲ့ Sturgeon ငါးတစ်ကောင်စီကနေဥရဖို့အတွက်အနည်းဆုံး9နှစ်ကနေ10နှစ်အထိစိတ်ရှည်လက်ရှည်နဲ့မွေးမြူရပါတယ်တချို့သောငါးမျိုးစားတွေဆိုရင်တော့နှစ်ပေါင်း20အထိစောင့်ရတတ်ပါတယ်ငါးရီရဲ့ကျမ်းမာရေးအစားအစာနဲ့ရေအရည်သွေးကိုလည်းဤပညာမြတ်စက်ကရိယာတွေနဲ့အမြဲမပြတ်စောင့်ကြည့်နေရပါတယ်အချိန်ရောငွေရောအများကြီးစိုက်ထုတ်ပြီးမှရလာတဲ့အရာဖြစ်လို့1ကီလိုကိုမြန်မာငွေနဲ့သိန်းကိုရာနဲ့ထောင်နဲ့ချီပြီးတော့တန်ဖိုးရှိပါတယ်မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ဗီယက်နမ်နိုင်ငံကတာမန်ခီးသောနိုင်ငံလို့ပဲလူသိများပေမဲ့အခုဆိုလို့ရှိရင်ကမ္ဘာအဆင့်မီတန်မိုးကြီးရဲ့ Caviar တွေကိုထုတ်လုပ်နေတဲ့နေရာတစ်ခုဖြစ်နေပါပြီဗီယက်နမ်နိုင်ငံကအခုလက်ရှိမှာတော့ New China ဒီတရုတ်နိုင်ငံအသစ်တစ်ခုလိုမှတင်စားလို့ရတဲ့အထိစီးပွားရေးကအရန်ကိုတိုးတက်နေတာဖြစ်ပါတယ်။အထူးသဖြင့်ဒါလက်လိုမျိုးအေးများတဲ့ဒေသတွေမှာ Sturgeon ငါးမွေးမြူရေးကိုအကြီးအကျယ်လုပ်ကိုင်နေကြတာပါ။ဗီယက်နမ်ရဲ့လုပ်ငန်းရှင်ကြီးတွေကငါးကောင်တွေကိုတောင်းနဲ့ချီပြီးတော့မွေးမြူထားကြပါတယ်။ရေကန်ကြီးတွေကိုတောင်ပေါ်ဒေသတွေမှာစနစ်တကျတည်ဆောက်ပြီးတော့ရုရှားနည်းပညာရှင်တွေနဲ့ပူးပေါင်းကထုတ်လုပ်နေတာဖြစ်ပါတယ်။ကမ္ဘာကျော်တထေးကြီး Bill Gates တောင်မှဗီယက်နမ်ကိုလာတော့ကဒီလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ရဲဆိုတာကိုကြည့်ရင်ဗီယက်နမ်ရဲ့ Caviar လုပ်ငန်းကဘယ်လောက်ထိအလားအလာရှိနေပြီလဲဆိုတာကိုသိနိုင်ပါတယ်ကဘာပေါ်မှာအရန်ကိုရှားပါပြီးတော့ငါးတကောင်ရဲ့ဈေးနှုန်းကမြန်မာငွေနဲ့သိန်းပေါင်း3000ကျော်လောက်ထိရှိရဲ့ငါးမျိုးစားအကြောင်းကိုတော့သိပါသလားအဲ့ဒါကတော့ Albino Sturgeon လို့ခေါ်တဲ့အဖြူရောင် Sturgeon ငါးပဲဖြစ်ပါတယ်ဒီငါးကအရန်ကိုရှားပါလို့တဲ့အတွက်ကြောင့်သူ့စီကရတဲ့ Caviar ငါးဥတွေက1ကီလိုကိုဒေါ်လာ9000ကျော်မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း400နီးပါးထိပေးရပါတယ်ငါးတကောင်လုံးရဲ့တန်ဖိုးကတော့သိန်း3000ကျော်အထိရှိနိုင်ပါတယ်ဒီ
ဒီငါးဥတွေကိုထုတ်ယူတဲ့အခါမှာလဲငါးကိုမတေဆုံးသွားအောင်လို့အစစ်မြင့်တဲ့ခွဲစိတ်မှုနည်းစနစ်တွေနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်။ဖတ်လာတဲ့ငါးဥတွေကိုတန့်စင်တာစားနေတဲ့လုပ်ငန်းအစစ်အစင်ကိုလည်းအမှုအရွက်လေးလှုပ်ဆောင်ရတာဖြစ်ပါတယ်။နောက်ပြီးတော့ caviar ငါးဥတွေကိုစားတဲ့အခါမှာတာမန်ဇုံးနေနဲ့စားလို့မရဘူးဆိုတာရောသိပါသလား။ caviar ရဲ့စစ်မှန်တဲ့အရာတော်ကိုမပျက်စီးစေဖို့အတွက်တတ်ထုဇွန်းတွေကိုလုံးဝသုံးလို့မရပါဘူး။တတ်ထုနဲ့ထိတွေ့ရင်ငါးဥရဲ့အရာတော်ကပြောင်းလဲသွားနိုင်လို့ပါ။ကမာခွန်ဒါမှမဟုတ်ရင်စင်စွယ်နဲ့လှုပ်ထားတဲ့ဇွန်းတွေကိုပဲအသုံးပြုရပါတယ်။အရာတော်ကတော့ပင်လယ်ရဲ့ငန်းစိမ့်အရာတော်နဲ့ထောပတ်လိုမျိုးစိတ်နဲ့အရာတော်နှစ်ခုရောရှက်နေရပါ။caviar ငါးဥတွေကတလုံးစားလိုက်တာနဲ့ပင်လယ်ပြင်ကြီးတစ်ခုလုံးကိုမျိုးချလိုက်ရတဲ့ခံစားချက်မျိုးပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်မို့လို့လဲကမ္ဘာအထက်တန်းလွှာရေးချမှာဒီ caviar ငါးဥတွေကအရန်ကိုနာမည်ကြီးရဲ့အစားအစာတစ်ခုဖြစ်နေရပါ။ caviar ဆိုတာကအချိန်ငွေကြေးနဲ့ဂရုစိုက်မှုပေါင်းများစွာကိုရင်းနှီးပြီးတော့မှရရှိလာတာဖြစ်တဲ့အတွက်ဗီဒီယိုရဲ့အစမှာဒီအနက်ရောင်ရွှေလို့တင်စားပြီးတော့ပြောလိုက်တာဖြစ်ပါတယ်။ယနေ့ခေတ် social media မှာမြင်တွေ့နေရတဲ့အရန်ကိုဈေးကြီးတဲ့စိန်ခံပစ္စည်းတွေရဲ့နောက်ွယ်မှာအခုလိုမျိုးခက်ခဲနှက်နေတဲ့ထုတ်လုပ်မှုတွေရှိနေဆိုတာကအံ့ဩစရာတစ်ခုပါ။ဒီနေ့ဗီဒီယိုကတော့ကမ္ဘာအဈေးကြီးဆုံးစားစတစ်ခုဖြစ်တဲ့ caviar ရဲ့လူတွေမသိသေးတဲ့နောက်ွယ်ကထုတ်လုပ်မှုအစဉ်အဆက်ကိုပြောပြပေးသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye